နှစ်တာထောင်ဒဏ်ကိုတယောက်တည်းတီးတန့်အကျဉ်းချခံခဲ့ရပြီးနောက်လောင်းကစားသမားအကြောက်လန့်မရှိသူဂျိတ်ဂရင်းဟာလွတ်မြောက်လာခဲ့ပါတယ်။ထောင်ကလွတ်ပြီး2နှစ်အကြာမှာတော့သူနဲ့သူ့ရဲ့အကူဘီလီတို့ဟာသူတို့ကိုပတ်စံတွေအကျွေးကြံနေခဲ့တဲ့မြို့ရဲ့ဩဇာအကြီးမားဆုံးကာစီနိုပိုင်ရှင်နဲ့ဒူစရိုက်ကိုင်းချုပ်ဒရတီမတ်ချာထံကနေပတ်စံတွေပြန်တောင်းဖို့ကာစီနိုကိုရောက်ရှိလာကြပါတယ်မတ်ချာရဲ့ညာလေယုံတက်တော်ဆောင်ဖော်ကဂျိတ်ကိုမတင်ကားလို့တားမြစ်ပေမဲ့မတ်ချာကတော့ဂျိတ်ကိုမာနထိုင်ထောင်စွာနဲ့ပဲသူ့ရဲ့တီးတန့်ပြဖလောင်းကစားဝိုင်းမှာဝင်ကစားခွင့်ပြုလိုက်ပါတယ်။အထက်ထက်ကိုတက်တဲ့လမ်းမှာတော့ဂျိတ်ဟာသူ့ရဲ့အချင်းချင်းကိုကြောက်ရွံ့တဲ့ယောဂါ claustrophobia ကြောင့်ဓာတ်လေကားစီးဖို့အတော်လေးတွန်းဆုတ်နေခဲ့ပါတယ်။ဒါပေမဲ့အထက်နှစ်ဆက်ကိုခြေလင်းတက်ရမယ်လို့တက်တော်ဆောင်တွေကပြောတာကြောင့်စိတ်ကိုအပြင်းအထန်တင်းပြီးဓာတ်လေကားထဲမှာစိတ်ကြရထမှုကိုအန်ဂျိတ်အနွန်တာခံကစီးခဲ့ရပါတယ်။ဝိုင်းထဲရောက်တော့ဂျိတ်ရဲ့ပထမဆုံးလောင်းကြီးကတော့တခြားကစားသမားတစ်ယောက်နဲ့ဒိန်းတောင်ဒင်းကားပြပစ်ကြီးဖြစ်ပြ။အဲ့ဒီဝိုင်းမှာဂျိတ်ကလွယ်လွယ်နဲ့ပဲရှုံးပေးလိုက်ပါတယ်။ဒါပေမဲ့ဒါဟာတမင်တက်တက်လှုပ်ဆောင်ခဲ့တဲ့စိတ်ပညာလှည့်ကွက်တစ်ခုဖြစ်ပါတယ်။မတ်ချာကိုငါအလွယ်တကူရှုံးတက်တယ်ဆိုတဲ့မာနနဲ့တာယာမှုကိုပေးလိုက်တာပါ။ထို့နောက်မတ်ချာနဲ့ဒင်းကားပြထပ်မံပစ်ကြီးလုပ်တဲ့အခါမှာတော့ဂျိတ်ဟာမတ်ချာရဲ့အကြောက်တရားနဲ့မာနကိုအသုံးချပြီးအပြတ်သက်အနိုင်ရရှိသွားခဲ့ပါတယ်။ဘီလီနဲ့ဂျိတ်တို့ဟာမတ်ခါစီကအနိုင်ရရှိခဲ့တဲ့ပတ်စံအိတ်ပြေးနဲ့ကာစီနိုထဲကနေခက်မြန်ထွက်ခွာလာခဲ့ကြပါတယ်။အပြင်ကိုအထွက်မှာတော့ဇာဆိုတဲ့အမျိုးသားတစ်ယောက်ကသူတို့ကိုတားဆီးလိုက်ပြီးမင်းတို့အခုအကြီးကျယ်အနေရရှိနေပြီးငါကူညီနိုင်တယ်လို့ပြောကလိပ်စာကတ်တကက်ပေးလိုက်ပါတယ်။ဒီတစ်ချိန်မှာတော့ဂျိတ်ဟာအချင်းကြောက်တာကြောင့်ဓာတ်လေကားမစီးပဲလှေကားကနေဆင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့လှေကားတစ်ထပ်မှမဆင်းရသေးခင်မှာပဲသူဟာရုတ်တရက်သတိလစ်ပြီးလှေကားပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအောက်မှာပြုတ်ကျကြံခဲ့တဲ့ဇာချီရဲ့လိပ်စာကတ်ပြားမှာတော့ဓာတ်လေကားစီးပါဆိုတဲ့စာတိုလေးပေါ်နေခဲ့တာကိုတွေ့လိုက်ရပါတယ်။ဂျိတ်ကိုဆေးရုံအမြန်ပို့လိုက်ရချိန်မှာတော့ကာစီနိုမှာကြံခဲ့တဲ့မတ်ချာကတက်တော်ဆောင်ဖော်ကိုသူစိုးရိမ်နေတဲ့အကြောင်းပြောပြပါတယ်။ဂျိတ်ဟာ9နှစ်ကြာထောင်ကျခဲ့တာအပြင်အတိတ်ကသူ့ရဲ့မကြီးဖြစ်သူတည်ဆုံးခဲ့ရတဲ့ဖြစ်စဉ်ကြောင့်မချပေါ်ကလည်းစားကြီးမမပြန်ကျင်နေမှာတေချာနေပါတယ်။ဒါကြောင့်မချာကဖောက်ကိုမြို့မှာအတော်ဆုံးနဲ့အကျက်တက်ဆုံးကြေးစားလူသက်သမားဆိုတော့ကိုငှားပြီးဂျိတ်ကိုချက်ချင်းရှင်းပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဆေးရုံမှာတော့ဆရာဝန်ကရုတ်တရက်သတိလေးရတဲ့အကြောင်းရင်းကိုပထမအကြိမ်စစ်ဆေးမှုမှာမတွေ့ရသေးတာကြောင့်သွေးစစ်ဆေးချက်အဖြေကိုစောင့်ဆိုင်းရင်းအိမ်မှာခဏနားနေဖို့အကြံပြုလိုက်ပါတယ်။ဘဲလီကသူ့အိမ်သူပြန်သွားပြီးဂျိတ်ကတော့အကာအကွယ်အတွက်ကိုယ်ပိုင်တက်တော်ဆောင်တွေနဲ့အတူအိမ်ပြန်လာခဲ့ပါတယ်။ဒါပေမဲ့အိမ်ရှိရောက်တာနဲ့ဇော်ဒန်နဲ့တနက်သမားတွေရဲ့အဝေးပြစ်ဆက်တိုက်ခိုက်မှုကိုခံရပြီးတက်တော်ဆောင်တွေအကုန်လုံးနေရာမှာတင်တေဆုံးသွားခဲ့ပါတယ်။ဂျိတ်တယောက်တည်းကြီးစံကိုရှောက်တိန်နိုင်ခဲ့တာကတော့ကျမ်းပြင်ပေါ်မှာဒါကိုကောက်လိုက်ပါဆိုတဲ့ကပ်ပြားလေးကိုတွေးလိုက်လို့ငုံကောက်လိုက်တဲ့အတွက်ကြောင့်ပါဂျေကကားပေါ်တက်ပြီးထွက်ပြေးဖို့စူးစမ်းပေမဲ့သူ့ဒရိုင်ဘာပြစ်တက်ခံလိုက်ရပါအဲ့ဒီအရေးပေါ်အခြေအနေမှာအချိန်ကိုက်စားရောက်ရှိလာပြီးဂျေကိုကားပေါ်တင်ကကဲထုတ်သွားခဲ့ပါတယ်တခါမှပြစ်မှတ်မလွဲဘူးတဲ့ဂျေစားလူသက်သမားစော်တော်ကတော့သူဘာလို့လွဲချော်သွားတာလဲဆိုတာကိုလုံးဝမစင်စားနိုင်အောင်ဖြစ်နေပြီးတယောက်ယောက်ကဂျေကိုကြိုတင်သတင်းပေးထားတာဖြစ်မယ်လို့ထင်နေပါတယ်ဒါပေမဲ့မချာကသူ့ကိုဒေါသထွက်ပြီးဆဲဆိုတဲ့အခါမှာတော့စိတ်ထဲမှာမကောင်းတဲ့အာယုံခံစားလိုက်ရလို့လွဲသွားတာလို့ပဲစင်ကြေပေးခဲ့ပါတယ်ဒီအတော်အတွင်းစားချဂျေကိုသူ့ရဲ့ပါတနာဘာနဲ့မိတ်ဆက်ပေးဖို့သူတို့ရုံးခန်းကိုခေါ်သွားပါတယ်တပီဟာမသိနိုင်တဲ့နီလန်းနဲ့ဆေးရုံကဂျိတ်ရဲ့သွေးစစ်ဆေးချက်အဖြေကိုရရှိထားပြီးဖြစ်နေပါတယ်ဆေးစစ်ချက်အဖြေကတော့ဂျိတ်မှာလွန်စွာရှားပါတဲ့သွေးရောဂါရှိနေပြီးနောက်ထပ်3ရက်အတွင်းအသက်သေဆုံးတော့မှာဖြစ်ပါတယ်ဒီလူ2ယောက်ကဂျိတ်ကိုမချရဲ့ရန်ကနေအကာအကွယ်ပေးမယ်လို့ကမ်းလှမ်းပါတယ်ဒါပေမဲ့ညှိနှိုင်းလို့မရတဲ့စီကံ2ခုရှိပါတယ်အဲ့ဒါတွေကတော့ဂျိတ်ရဲ့ပိုင်ဆိုင်မှုပတ်စံကုန်လုံးကိုသူတို့ကိုအကျဉ်းမဲ့ပေးရမယ်ပြီးတော့သူတို့ခိုင်းတာမှန်သမျှလုပ်ရမယ်မေးတာမှန်သမျှအမှန်တိုင်းဖြေရမယ်ဆိုတာပါပဲသူတို့ကဆုံးဖြတ်ဖို့3နာရီအချိန်ပေးခဲ့ပေမဲ့ဂျိတ်ကတော့ဒါဟာသူ့ပတ်စံကိုလှည့်စားလိမ့်လေခြင်းလို့ဖန်တီးထားတဲ့လှည့်ကွက်လို့ထင်ပြီးဘာမှမပြောဘဲထွက်သွားခဲ့ပါတယ်ဒါပေမဲ့ဆေးရုံကကိုယ်တိုင်သွားအားယူတဲ့အဖြေကလည်းထိုအတိုင်းတူညီနေတာကြောင့်ဂျိတ်ကဇတ်နဲ့အဘတို့ဟာလက်ခွဲကန်းကိုလက်ထိုးထားတာလို့တန်တရားဝင်ပြီးသူ့ရဲ့ကိုယ်ပိုင်သီးသန့်ဆရာဝန်စီတွားရောက်ကထပ်မံစစ်ဆေးခဲ့ပါတယ်ဒါပေမဲ့ကိုယ်ပိုင်ဆရာဝန်ကပါဒီအဖြေကိုပဲအတည်ပြုလိုက်တာကြောင့်ဂျိတ်ဟာဒေါသထွက်ပြီးဆရာဝန်ကိုတနက်နဲ့ချင်းချောက်စစ်ဆေးခဲ့ပေမဲ့အဖြေကအမှန်ဖြစ်နေခဲ့ပါတယ်ဒါကြောင့်ဂျိတ်မှာအခြားရွေးချယ်စရာမရှိတော့ဘဲဘန်ကပတ်စံကုန်လုံးကိုထုတ်ယူကထိုလူ2ယောက်ရဲ့သဘောတူညီချက်ကိုအရှုံးပေးလက်ခံလိုက်ရပါတော့တယ်သူတို့ကားနဲ့ထွက်လာကြတဲ့အခါပဲကသူတို့ဟာအတိုးပေးစားသူlong sharks တွေဖြစ်ပြီးဂျေးရဲ့ပတ်စံတွေကိုသူများထံအတိုးနဲ့ထုတ်ချေးမှာဖြစ်ကြောင်းရှင်းပြပါတယ်ပထမဆုံးအကျွေးပေးရမယ့်လူစီသွားတဲ့လမ်းမှာတော့အဗီကဂျိတ်နဲ့မတ်ချာတို့ရန်ညိုးဖွဲခဲ့ကြတဲ့အတိတ်ကြောင်းကိုအသေးစိတ်မေးမြန်းပါတော့တယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမတ်ချာမှာ380လို့ခေါ်တဲ့အတော့ကိုတုံးတဲ့တပည့်3ယောက်ရှိခဲ့ပါတယ်ပွဲကြီးမကစားမီသူတို့ရဲ့ဖဲဝိုင်းကောင်းဆောင်ပျောက်သွားတာကြောင့်ဖဲရိုက်ကျွမ်းကျင်တဲ့ဂျိတ်ကိုစားထိုးဖို့ခေါ်ခဲ့ကြပါတယ်ဂျိတ်ကညှင်းချင်ပေမဲ့ဘီလီရဲ့မိသားစုကိုချင်းချောက်တာကြောင့်လက်ခံခဲ့ရတာပါဒါပေမဲ့ဖဲဝိုင်းအတွင်းမှာတခြားသူတွေကဂျိတ်ရဲ့မိခင်ကိုစော်ကားပြောဆိုလာတာကြောင့်တနက်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်ရုတ်တရက်မီးတွေမှောင်သွားပြီးပတ်စံတွေပျောက်ခြင်းမကပျောက်ကုန်ကနောက်ဆုံးမှာတော့တယောက်ယောက်ကသူ့နာမည်ကိုပလုတ်တုတ်လိုက်တာကြောင့်ဂျိတ်ခါရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးစစ်ဆေးခြင်းကိုခံခဲ့ရပါတယ်
ဂျက်ကစက်ပိတ်ထားအောင်လို့မချာတို့ကသူ့ရဲ့တူမလေးကိုချင်းချောက်ခဲ့ပြီးတူမလေးကိုကာကွယ်ပေးတဲ့မကြီးဖြစ်သူပါမတော်တဆတနတ်မှန်တေဆုံးခဲ့ရပါတယ်ဂျက်ကမချာအကြောင်းသတင်းမပေးဘဲနှုတ်ဆက်နေခဲ့တာကြောင့်ထောင်9နှစ်ကြာခံခဲ့ရပြီးအဲ့ဒီအတော်အတွင်း380ဟာမချာရဲ့အကျွေးတွေကိုအလွဲသုံးစားလုပ်မိလို့မချာရဲ့အသက်ခံလိုက်ရပါတယ်အကျွေးတောင်းတဲ့အလုပ်တွေလိုက်လုပ်ပြီးမှတော့ဂျက်ကဂျက်ကိုမိုဒယ်တစ်ခုမှာတွားရောက်နှာခိုင်းထားပါတယ်ဒီအချိန်မှာမချာနဲ့ဖိုးတို့ဟာဒုစရိုက်လောကရဲ့ထိပ်ကြီးဆန်ကုန်းစီတွားရောက်ကြပါတယ်ကုန်းဆိုတာခေါင်းဆောင်တိုင်းအတူယူကျင်ကြတဲ့မြို့ကိုနောက်ွယ်ကကျိုးကင်နေတဲ့ဩဇာကြီးသူဖြစ်ပါတယ်ဒါပေမဲ့ကုန်းဟာဧည့်သည်လုံးဝမတွေ့တဲ့သူဖြစ်တာကြောင့်သူ့ရဲ့အကြံပေးလိုလီဝါကာနဲ့ပဲတွေ့ဆုံပြီးမူရစ်စေဝါဖောက်ဒါအယောင်းဝယ်ကိစ္စဆွေးနွေးခဲ့ကြပါတယ်လိုလီကကုန်းဟာလူသိရှင်ကြားဖြစ်တာကိုလုံးဝမကြိုက်ကြောင်းနဲ့ပေးထားတဲ့ကတိအတိုင်းမလုပ်နိုင်ရင်ဒုတိယအကြိမ်ခွင့်ရေးလုံးဝမပေးကြောင်းမာနပါသတိပေးလိုက်ပါတယ်နောက်ပိုင်းမှာတော့ဂျက်ကဇာ့ချ်နဲ့ပါတို့ကိုပတ်စံတွေထပ်ပေးပြီးစတူရင်ကchess ကစားရင်သူ့ရဲ့ထောင်ဒဏ်အတွေ့အကြုံကိုပြောပြပါတယ်။ဂျက်ထောင်ကြားခါစားကရွေးချယ်စရာ2ခုရှိခဲ့ပါတယ်။ရိုးရိုးထောင်14နှစ်တို့တယောက်တည်းတီးတန့်ထောင်9နှစ်ပါဂျက်က9နှစ်ကိုရွေးခဲ့တာပါသူခန့်ရဲ့ဘေးတစ်ဖက်စီမှာစတူရင်ကဆရာကြီးတယောက်နဲ့လိန်လဲလှည့်ဖျားသူခါနန်တယောက်ရှိနေခဲ့ကြပါတယ်။သူတို့3ယောက်ဟာမျက်နှာချင်းဆိုင်စကားမပြောဘူးကြပေမဲ့အချင်းချင်းအကြောင်းကိုတော့အကုန်သိနေကြတာပါပထမ9နှစ်အတွင်းမှာသူတို့3ယောက်ဟာစာကြည့်တာစာအုပ်တွေမှာစာရေးပြီးလှုပ်ဝက်ဆက်သွယ်ခဲ့ကြပါတယ်။အဲဒီကနေတဆင့်မြည်သည့်လောင်းကစားဂိမ်းမဆိုအနိုင်ရနိုင်မဲ့ formula အနိုင်ရနီလန်လှည့်ကွက်ကိုဂျက်တင်ယူခဲ့ရတာပါထိုလူ2ယောက်ဟာထောင်ဖောက်ဖို့စီစဉ်ခဲ့ပြီးဂျက်ကိုပါခေါ်သွားမယ်လို့အတိပေးခဲ့ပေမဲ့တကယ်တမ်းထောင်ဖောက်ထွက်သွားတဲ့အခါမှာတော့ဂျက်ကိုထားရစ်ခဲ့ကြပါတယ်ဂျက်ထောင်ကလွတ်လာတဲ့အခါအဲ့ဒီလူ2ယောက်ဟာသူ့ရဲ့ပိုင်ဆိုင်မှုပတ်စံအကုန်လုံးကိုခိုးယူသွားခဲ့ကြပြီးမင်းထက်တော်တဲ့ပြိုင်ဘက်နဲ့ကစားမှသာမင်းပူတော်လာမယ်ဆိုတဲ့စာတို့လေးပဲခြံထားခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်ဂျက်ဟာအဲ့ဒီ formula ကိုသုံးပြီးကာစီနိုတွေမှာသူ့ပတ်စံတွေပြန်ရအောင်နဲ့တတိဖြစ်အောင်လုပ်ခဲ့တာပါ။နေ့ရက်တွေကုန်လွန်လာတာနဲ့အမျှဂျက်ဟာဇက်တို့ခိုင်းတဲ့အတိုင်းသူ့ပတ်စံတွေကိုသူများထံလိုက်ပေးနေရဆဲဖြစ်ပါတယ်။အကျွေးမဆက်နိုင်တဲ့လူတွေကိုချင်းချောက်ဖို့ခိုင်းပေမဲ့ဂျက်ဟာဒုက္ခရောက်နေသူတွေကိုမနှိမ့်ဆက်နိုင်ခဲ့ပါဘူး။ဒီအချိန်မှာဇက်နဲ့အဘာတို့ဟာကားတစ်စီးနဲ့နေရန်ကိုတန်ကြိုးကျိတ်ပြီးမချခိုးယူထားတဲ့ဇန်ဂိုရဲ့မူရစ်စေးဝါးတွေတင်ထားတဲ့မိခံတစ်တာကိုနိုင်ရန်မှာဖြိုချပြခိုးယူလိုက်ကြပါတယ်မချတယောက်ဆေးတွေပျောက်သွားတာကိုသိတဲ့အခါဖောကိုအချိန်မဆိုင်ပဲဒီပြဿနာကိုရှင်းခိုင်းလိုက်ပါတယ်ဖောကပြိုင်ဘက် trial ခိုင်းချုပ်လို့ကျော်စီသွားရောက်ပြီးမူရစ်စေးဝါးတွေထပ်မံဝယ်ယူခဲ့ပါတယ်လို့ကြောင့်ကလည်းဈေးကြီးပေးမှရမယ်လို့တောင်းဆိုခဲ့ပါတယ်ဖွဲ့ဟာအယောင်းဝယ်လုံးမဲ့ဟိုတယ်ခန်းရဲ့ဘေးခန်းကနေနိုင်ရန်ကိုအပေါက်ဖောက်ပြီးမေးစေးတန်းငွေတွေထည့်သွင်းကမချနဲ့ကျောင်းရဲ့လူတွေကိုအိပ်ပျော်စေခဲ့ပါတယ်ထို့နောက်ပတ်စံနဲ့ဆေးတွေကိုခိုးယူပြီးတယောက်နဲ့တယောက်တစ္ဆာဖောက်ခိုးယူကြသလိုပုံစံဖန်တီးလိုက်ပါတယ်ခဏကြာတော့ဂျက်ကန်ဘီလီစီကဖုံးဝင်လာပြီးညချနဲ့အဘာတို့ဟာစံကောတောင်မထိရဲတဲ့အထိအနေအများလုံးနဲ့လူဆိုးတွေဖြစ်လို့အမြန်ထွက်ပြေးဖို့တတိပေးခဲ့ပါတယ်ဒါပေမဲ့ဂျက်ကဂယုမဆိုင်ပဲအလုပ်ပြန်လုပ်ခဲ့ပါတယ်ဒီတစ်ချိန်မှာအဘာကကြောက်လန့်နေတဲ့အကျွေးဝယ်သူကိုပြစ်တက်ဖို့ခိုင်းတဲ့အခါဂျက်ကညှင်းဆန်ပြီးအဘာကိုပြန်ပစ်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့တနက်ထဲမှာကြီးမရှိမှန်းတီးလိုက်ရချိန်မှာပဲအဘာရဲ့ထိုးနှက်မှုကိုဖန်လိုက်ရပြီးမိမျောသွားပါတယ်ဂျက်နိုးလာတဲ့အခါအဘီက3ရက်မြောက်နေ့ကိုကြော်လွန်သွားပြီဖြစ်လို့စစ်စစ်ချက်ထပ်သွားယူဖို့ဖုံးဆက်ပါတယ်ဘယ်လီရဲ့တူမလေးနဲ့ဘယ်လီတို့လာတွေ့ပြီးတနက်တလက်ချန်ထားပေးခဲ့ပြီးနောက်ဂျက်ဆေးရုံသွားခဲ့ပါတယ်တရားဝင်ကယောဂအဖြေဟာအမှားဖြစ်ကြောင်းနဲ့ဂျက်မှာဘာယောဂမှမရှိကြောင်းအတည်ပြုပေးခဲ့ပါတယ်ဂျက်တယောက်အဖြေတောင်းဖို့စီဖုံးဆက်ပေမဲ့စောင့်ရလိမ့်မယ်လို့ပဲအပြောခံရပါတယ်တစ်ဖက်မှာလည်းဖောက်ကသတင်းစုံစမ်းရင်းမချရဲ့ပြဿနာအကုန်လုံးရဲ့နောက်ွယ်မှာဂျက်ပါဝင်နေတာကိုသိရှိသွားပြီးမချကဂျက်ကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်ဂျက်မိုးရဲပြန်ရောက်တဲ့အခါဇတ်နဲ့အဘာတို့ကမချရဲ့လူတွေထဲမှာစောင့်နေကြောင်းသတိပေးခဲ့ပါတယ်ဂျက်ထွက်ပြေးခဲ့ပြီးမချရဲ့လူတွေလိုက်လံပစ်ခတ်ကြပေမဲ့ချအော်လဲပြီးကိုတနက်နဲ့ကိုမှားယွင်းပြစ်မိကတေဆုံးသွားခဲ့ပါတယ်ကျန်တဲ့လူတွေကတော့ဂျက်ပြစ်တက်သွားတယ်လို့ထင်မှတ်သွားကြပါတယ်ဂျက်ဟာဇတ်နဲ့အဘာတို့ရုံးခန်းကိုတွားရောက်ခဲ့ရာထိုလူ2ယောက်ကဂျက်ဟာ380နဲ့ပတ်သက်တဲ့သတင်းအမှန်ကိုမပြောခဲ့တာကိုသူတို့တီကြောင်ဝန်ခံလိုက်ပါတယ်ထောင်ကလွတ်လာချိန်မှာ380တို့ကဂျက်ကိုတပ်ဖို့စောင့်နေခဲ့ကြတာပါဒါပေမဲ့ဂျက်ကအသက်ဘေးကလွတ်အောင်ထို3ယောက်ကိုလစဉ်အတိုးသုံးပေးမယ်ဆိုပြီးကမ်းလှမ်းခဲ့ပါတယ်ဒီလိုနဲ့တယောက်ရဲ့ပတ်စံကိုနောက်တစ်ယောက်စီကရတဲ့အတိုးနဲ့လှည့်ပေးရင်နောက်ဆုံးမှာအတိုးတောင်းစရာပတ်စံမရှိတော့တဲ့380တို့ဟာမချထန်ကပတ်စံတွေချေးယူခဲ့ကြပါတယ်ဖော်မြူလာကိုသုံးပြီးဂျက်ဟာပတ်စံတွေအများကြီးရသွားတဲ့အခါအကိုဖြစ်သူတို့နဲ့ခရီးထွက်သွားခဲ့ပြီးအကျွေးမဆက်နိုင်တဲ့380တို့ကိုတော့မချကတက်ပစ်ခဲ့တာဖြစ်ပါတယ်မချစားတောက်ဆိုင်မှာထမင်းစားနေချိန်မှာတော့ဆိုဒါကဆဝေးဒရက်ပုံစံဟန်ဆောင်ထားတဲ့ Lord John ရဲ့ချစ်သူကိုမှတ်မိသွားပြီးပြစ်ခတ်ခဲ့ပါတယ်ဒါပေမဲ့မသေးပဲဒဏ်ရာပဲရသွားခဲ့ဗျအဲ့ဒီအမျိုးသမီးကမသေးခင်မချရဲ့လက်ချောင်းကိုပြန်လဲပြစ်ခတ်သွားခဲ့ပါတယ်ထို့နောက်ဆိုဒါကို Lord John ကိုတပ်ဖို့လွှတ်လိုက်ပါတယ်ဂျက်ခါဇတ်နဲ့အဘာတို့နဲ့အတူခေါင်းမိုးပေါ်မှာဂေါ့ဖ်ရရင်စကားပြောနေပါတယ်သူတို့ကဂေါ့ဆိုတာပြင်ပမှာတကယ်မရှိဘူးအဲ့ဒါဟာအတက်အေးကုတ်နဲ့လောဘရဲ့ကိုစားပြုမှုသာဖြစ်တယ်လို့ရှင်းပြပါတယ်ဒါကြောင့်ဂျက်ခါသူ့ကိုထိန်းချုပ်ထားတဲ့စီကံတွေကိုပြောင်းလဲပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာဘန်ကပတ်စံအကုန်လုံးကိုလှူဒန်းလိုက်ပြီးမချရဲ့အိတ်ခမ်းထဲအထိခိုးဝင်သွားခဲ့ပါတယ်သူ့စိတ်ထဲကအတအတန်တွေကိုတိုက်ထုတ်ရင်းဂျက်ခါမချကိုလှည့်စားခဲ့မိတာအတွက်တောင်းပန်ခဲ့ပြီး
မားချရဲ့နာမည်နဲ့လူရန်မှုတွေလုပ်ခဲ့ကြောင်းပြောကာထွက်ခွာသွားခဲ့ပါတယ်သူ့ရဲ့ကြောက်ရွံ့မှုကိုရင်ဆိုင်ဖို့ဂျိတ်ခါဓာတ်လေကားစီးခဲ့ရာ73ထပ်မှာပိတ်မိသွားခဲ့ပါတယ်စိတ်ကြရထမှုတွေကိုအနိုင်ယူရင်းသူ့စိတ်ထဲကအတ္တကိုညှင်းပယ်ကာဂိမ်းတွေကနေလွတ်မြောက်သူအဖြစ်ထွက်ရှိလာခဲ့ပါတယ်ညီညီထက်ရောက်တဲ့အခါမတ်ချကတနက်နဲ့စောင့်နေပေမဲ့စိတ်အေးချမ်းသွားပြီဖြစ်တဲ့ဂျိတ်ကတော့မတ်ချကိုလစ်လျူရှုပြီးကြော်ဖြတ်သွားခဲ့ပါတယ်မတ်ခဲကတော့သူ့ကိုမကြောက်တဲ့ဂျိတ်ကိုကြည့်ပြီးယူသွမတက်စိတ်တက်ကြကငိုကြွေးကြံခဲ့ပါတယ်နောက်နေ့မနက်မှာတော့သတင်းစာတွေမှာမတ်ချရဲ့နာမည်နဲ့လှူဒန်းထားတဲ့သတင်းတွေပြည့်နေနေတာကိုတွေ့ရပါတယ်မတ်ချကဂုဏ်ယူနေပေမဲ့ဖောကဂျိတ်မှာဆေးတွေရှိနေသေးကြောင်းနဲ့သူတို့လှည့်စားခံလိုက်ရကြောင်းပြောပြလိုက်ပါတယ်ဖောနဲ့ဆော်ဒရိုဟာဘီလီရဲ့အိမ်ကိုတွားရောက်စစ်ဆေးကြပါတယ်ဘီလီကတူမလေးကိုဘီရိုထဲမှာပုံခိုင်းထားခဲ့ပါတယ်ဖော်တို့အဖွဲ့ကဘီလီကိုနှိပ်စက်စစ်ဆေးကြပေမဲ့ဘီလီကဆေးတွေဘယ်မှလဲမသိပါဘူးဆော်ဒဟာဖော်ရဲ့ရက်စက်မှုတွေကိုကြည့်ပြီးမတက်မတာဖြစ်လာခဲ့ပါတယ်ကလေးမလေးကိုပါဘီရိုထဲကဆွဲထုတ်လာတဲ့အခါမှာတော့ဆော်ဒဟာကလေးကိုမထိခိုက်လိုတာကြောင့်သူ့စိတ်ထဲကအတ္တကိုဆွန့်လွတ်လိုက်ပြီးသူ့ဖွဲ့ဝင်တွေကိုပြန်လည်ပစ်ခတ်တပ်ဖြတ်ခဲ့ပါတယ်ဒါပေမဲ့အဆုံးမှာတော့ဆော်ဒဘာအသက်ဆုံးရှုံးခဲ့ရပါတယ်အခြားတစ်ဖက်မှာတော့ဘီလီကဂုံစေလွတ်လိုက်တဲ့အတုပလင်္ကာကိုမချစီယူဆောင်လာခဲ့ပါတယ်ကုန်းဟာလူသိရှင်ကြားဖြစ်တာကိုမကြိုက်တာကြောင့်မတ်ချရဲ့အချိန်ကုန်ပြီဖြစ်ကြောင်းနဲ့ဒုတိယအကြိမ်အခွင့်အရေးမရှိတော့ကြောင်းအတိပေးလိုက်ရာမတ်ရှာဟာထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ဗာနဲ့ဂျက်ရှိုးဟာဂျိတ်နဲ့ဆေးတွေကိုမတ်ချရဲ့ကာစီနိုစီခေါ်ဆောင်လာခဲ့ပါတယ်။အဘီလိုက်ကစတူရင်ကပွဲမှာဂျိတ်ကိုအနိုင်ယူရင်းနောက်ဆုံးလှုပ်ဝက်ချက်ကိုပြောပြခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာထောင်ထဲကဘေးခန်းကလူတွေဖြစ်ပြီးဂျိတ်ရဲ့စိတ်ကူးထဲကဖန်တီးထားတဲ့ရုပ်ပုံကများတာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်ဒီအချိန်မှာကာစီနိုတက်တော်ဆောင်တွေကဂျိတ်ကိုမတ်ချစီခေါ်ဆောင်သွားခဲ့ပါတယ်။မချကကလေးမလေးကိုတစားခံလှုပ်ထားပေမဲ့ဂျိတ်ကဘာမှမကြောက်ပဲစိတ်အေးချမ်းစွာရှိနေတာကြောင့်မတ်ချာဟာစိတ်ချောက်ချားကမိမိကိုယ်ကိုအဆုံးစီရင်သွားပါတော့တယ်